ကျမရဲ့အတွက်ကောင်းတယ်လို့လူတိုင်းသိကြတဲ့ဟင်းသီးဟင်းရက်တချို့ကလေအသက်ရွယ်ရလာတဲ့အခါမှာလေးဖြတ်နိုင်ကြီးကိုတိုးစိမ့်နိုင်တယ်လို့ပြောရင်ဘယ်လိုနေမလဲနည်းနည်းတော့ထူးဆန်းနေရောကဲဒီနေ့မှာတော့ဒီเจ้าကိုပဲအသေးစိတ်လေ့လာကြည့်ကြအောင်ဟုတ်ပါပဲဒီမိခွန်းကကြားလိုက်ရနေနော်နည်းနည်းထူးဆန်းနေလေလို့ထင်စရာပဲဒါပေမဲ့လေဒီနောက်ွယ်မှာတိပါနေကြအကြောင်းအင်းတွေရှိနေပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ကဲအဲ့ဒီမိခွန်းရဲ့အဖြေကိုမသွားခင်ပါလေအရင်ဆုံးလေဖြတ်တယ်ဖြိုးနေကြတာအတိအကျဘာကိုဆိုလိုတာလဲဆိုရက်စေပညာဆိုင်ရာအခြေခံချက်လေးတွေကိုရင်ဆုံးကြည့်လိုက်ကြရအောင်ဒါမှနောက်ပိုင်းရှင်းပြတာတွေကပိုပြီးရှင်းလင်းသွားမှာပါရိုးရိုးရှင်းရှင်းလေးပြောရရင်တော့လေးဖြတ်တယ်ဆိုတာကဦးနှောက်စီကိုတွေးရောက်တာရုပ်တရက်ရက်သွားတာဒါမှမဟုတ်အယံကိုနည်းသွားတာပါအဲ့ဒီအခါမှာဦးနှောက်ဆယ်တွေကလိုအပ်တဲ့အောက်ဆီဂျင်များတော့ပဲတည်ဆုံးသွားကြတာပဲဖြစ်ပါတယ်လေးဖြတ်ခြင်းမှာအထူးအားဖြင့်အမျိုးအစား2မျိုးရှိပါတယ်အဲ့ဒီထဲမှာအရှင်းအများဆုံးကတော့သွေးကြောပိတ်လို့ဖြစ်တဲ့လေးဖြတ်ခြင်းမှာစရင်တွေရဆိုရင်လေးဖြတ်တဲ့သူ100မှာ85ယောက်လောက်ကကြီးအမျိုးအစားကြောင့်ဖြစ်တာကိုတွေ့ရပါတယ်ကိုပြီအဲ့ဒီတော့ဒီအမျိုးအစားနှစ်ခုကဘယ်လိုကွာလဲရှင်းပါတယ်တစ်ခုကသွေးခဲတစ်ခုကဥနောက်ထဲကသွေးကြောတစ်ခုကိုသွားပိတ်လိုက်တာနောက်တစ်ခုကတော့သွေးကြောကိုယ်တိုင်ကပေါက်သွားပြီးဥနောက်ထဲမှာသွေးယိုစိတ်မှုဖြစ်သွားတာပါခဲလေဖြစ်ခြင်းရဲ့အခြေခံတော့တည်သွားပြီဆိုတော့အစကမေးဝန်းစီပြန်သွားကြအောင်ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကဘယ်လိုလုပ်ပြီးရှုပ်ထွေးမှုတွေဖြစ်စေနိုင်တာလဲဒီနေရာမှာတခုအရေးကြီးတာကဘယ်ဟင်းတီးဟင်းရွက်ကမကောင်းဘူးမစားသင့်ဘူးလို့ပြောချင်တာလုံးဝမဟုတ်ပါဘူးเนาะဒါပေမဲ့အခြေအနေတချို့မှာအစားအစာတွေနဲ့ခန္ဓာကိုယ်ရဲ့ဓာတ်ပြုမှုကဘယ်လိုဖြစ်နိုင်လဲဆိုတာကိုပဲလေ့လာကြည့်မှာပါပထမဆုံးရန်ကြားတစ်ခုကိုကြည့်အောင်အဲ့ဒါကတော့ဆေးဝါးတွေနဲ့ဓာတ်ပြုခြင်းပါပဲဟုတ်ပါပဲကျမရဲ့ချက်ကောင်းတဲ့ဆိုတဲ့အစားအစာတချို့ကကိုနေစဉ်တောက်နေရတဲ့ဆေးတွေနဲ့တွားပြီးတော့ဓာတ်ပြုတဲ့အခါမှာမမျောလင်းချတဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်ဥပမာတစ်ခုပြောပြမယ်တွေးချက်ဆေး warfarin လိုမျိုးပေါ့အဲ့ဒါကိုတောက်နေရတဲ့သူတွေအတွက်ပါ broccoli လိုအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ vitamin K အများကြီးပါတယ် vitamin K ရဲ့အလုပ်ကတွေးချက်အောင်လုပ်ပေးတာလေတွေးချက်ဆေးကတော့တွေးမခဲအောင်လုပ်တာဆိုတော့ဒီနှစ်ခုကစန့်ကျင်ပဲဖြစ်နေရပေါ့အဲ့တော့ vitamin K ပါတဲ့အစားအစာတွေကိုပုံမှန်မစားဘဲတစ်ခါလေအများကြီးစားလိုက်တစ်ခါလေလုံးဝမစားလိုက်လုံးနေဆေးရဲ့အာနိသင်ကကမောက်ကမောက်ဖြစ်သွားနိုင်တယ်တစ်ဖက်မှာလည်းကြက်သွန်ဖြူလို့တဘာဝအတိုင်းတွေးချက်စေတဲ့အာနိသင်ရှိတဲ့အစားအစာတွေကြတော့ဆေးရဲ့အာနိသင်ကိုပိုပြီးတော့ပြင်းထန်သွားစေနိုင်ပါတယ်ဒုတိယအချက်ကတော့ရေဓာတ်နဲ့သွေးရည်ပစ်ခဲမှုအခြေအနေပါအစားအစာတချို့ကကိုယ်ခန္ဓာကိုယ်ထဲကရေဓာတ်အပေါ်မှာတက်ရောက်မှုရှိပါတယ်အဲ့ဒီကနေတဆင့်သွေးကပိုပစ်လာတာမျိုးဖြစ်စေနိုင်ပါတယ်ဒီဖြစ်စဉ်ကဒီလိုပါခညို့တို့ဆလရွက်တို့လိုဟင်းသီးဟင်းရွက်တချို့မှာစီးသွားစေတဲ့အာနိသင်နည်းနည်းရှိတယ်အဲ့ဒါဒီစားရင်ခန္ဓာကိုယ်ထဲကရေတွေပိုးထွက်သွားတာပေါ့အထူးသဖြင့်အသက်ကြီးလာတဲ့အခါမှာရေငတ်တယ်ဆိုတဲ့အသည့်ကလည်းနည်းလာတော့ညဘက်အိတ်နေရင်းနဲ့မတိမတာရေဓာတ်ခန်းချောက်တာမျိုးဖြစ်နိုင်ပါတယ်အဲ့လိုရေဓာတ်နည်းသွားရင်ဘာဖြစ်လဲဆိုတော့သွေးကပိုပြီးပြစ်လာတတ်တယ်သွေးကပြစ်နေတော့စီစဉ်ရတာနည်းသွားပြီးကြီးနေတဲ့သွေးကြောလေးတွေထဲမှာသွေးခဲမှုအခွင့်အလမ်းပိုများလာတာပေါ့နောက်ထပ်ချက်တတိယရန်တရားကတော့သွေးသွင်းတကြားတဲ့တုံ့ပြန်မှုပါဟင်းသီးရဲ့ဆိုပြီးမဲ့ကာစီတက်များတဲ့အမျိုးအစားတချို့ကသွေးထဲကတကြားတဲ့ကိုဘလို့အတက်ကြချစ်စေလဲအဲ့ဒီကနေတဆင့်စိတ်ဖိစီးမှုဟော်မုန်းတွေကိုဘလို့တက်ရောက်မှုရှိသွားလဲဆိုတာပါပဲဥပမာပြောင်းဖူးလိုမျိုးပေါ့ဒါတွေကဟင်းသီးရဲ့ဆိုပေမဲ့ကာစီတက်လိုပဲလုဆောင်ပြီးတကြားထက်အဖြစ်မြန်ဆန်ပြောင်းသွားပါတယ်အဲ့ဒီအခါသွေးတွေကတကြားတက်ကရှုံးဆိုပြီးတက်သွားလိုက်ခဏနေတော့ whap ဆိုပြီးပြန်ကျသွားလိုက်ဖြစ်တဲ့အဲ့ဒီလိုတကြားဓာတ်ရုတ်တရက်ပြန်ကျသွားတဲ့အခါခန္ဓာကိုယ်ကကော်တီဇောလိုမျိုးစိတ်ဖိစီးမှုဟော်မုန်းတွေကိုထုတ်လွှတ်ပါတယ်ဒီဟော်မုန်းတွေကအိမ်နေတဲ့အချိန်မှာတော့သွေးကြောတွေကိုကျဉ်းစေပြီးသွေးပေါင်ချိန်ကိုတက်စေနိုင်တဲ့အာနိသင်ရှိပါတယ်ကဲဟုတ်ပြီအခုပြောခဲ့တာတွေကအစားအသောက်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်လေးတွေပေါ့ဒါပေမဲ့အရေးကြီးတာကတစ်ပင်ကိုပဲကြည့်ပြီးတော့ကိုမေ့သွားလို့မဖြစ်ပါဘူးလေးဖြတ်ချင်းကိုဖြစ်စေတဲ့တကယ်အရိကတရားခံအစစ်မှန်တွေကဘာတွေလဲဆိုတာကိုကြည့်လိုက်ကြအောင်ဒီမှာကြည့်လိုက်ပါလေဖြတ်နိုင်ချီကိုတိုးစေတဲ့အဓိကအချက်တွေကတော့သွေးတိုးဆီလိတ်တောက်တာစီချိုကိုလက်စထရောများတာနှလုံးခုန်မမှန်တာနဲ့ကိုလက်လှုပ်ရှားမှုနည်းတာတွေပါပဲရှင်းရှင်းပြောရင်စောစောကပြောခဲ့တဲ့အစာအသက်ရဲ့တရောက်မှုအသေးစိတ်လေးတွေထက်ဒီချက်တွေကအစပေါင်းများစွာပို့ပြီးတော့အရေးကြီးပါတယ်အဲ့ဒီအချက်တွေအားလုံးထဲမှာမှနံပါတ်1အရေးကြီးဆုံးကာကွယ်ဖို့အတွက်ဒီကပစ်မထားရမှာကတော့သွေးပေါင်ချိန်ပါပဲသွေးပေါင်ချိန်ကိုထိန်းနိုင်ရင်လေဖြတ်နိုင်ခြေကိုအများကြီးလျှော့ချနိုင်မှာပါအန်တရီတွေကိုသိပြီဆိုတော့ထိတ်လန့်နေဖို့မဟုတ်ပါဘူးအရေးကြီးတာကကာကွယ်ဖို့ပါဆိုတော့လက်တွေ့မှာဘယ်လိုကာကွယ်ကြမလဲပြီးတော့ဘယ်လိုလက္ခဏာတွေကိုတတိထားစောင့်ကြည့်ရမလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်လေးဖြတ်နိုင်ခြေကိုလျှော့ချဖို့အတွက်စေပညာအရာတ
သက်သေပြထားတဲ့အထီးရောက်ဆုံးနီးလန်းကောင်းတွေကိုအကျဉ်းချုပ်ပြီးကြည့်လိုက်ကြရအောင် ဒါတွေကတော့ထိတ်ဆုံကနီးလာနေပါပဲသွေးပေါင်ချိန်ကိုထိန်းတာဆေးလိပ်ဖရက်တာစီချိုနဲ့အိဖိုက်တာလိုညောကခန္ဒီကိုတေချာကုတာတာအစာတောင်းနိုင်သူဖြစ်စိနေဖြစ်ကိုလက်စထရောကိုချတာလေ့ကျင့်ခံပုံမှန်လုပ်ပြီးကိုယ်လေးချိန်ထိန်းတာပြီးတော့ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုအတိအကျတောက်တာတွေပါပဲ ကာကွယ်တာအပြင်နောက်တစ်ခုအရေးကြီးတာကတတိပေးလက္ခဏာတွေကိုတည်ထားဖို့ပါအဲ့အတွက်အရန်ကိုအတုံးဝင်ပြီးမှတ်ရလွယ်တဲ့အတူကောက်စကလုံးလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ BEFAST ပါပဲ BFAST ဆိုတာက B က balance ရုတ်တရက်မူလဲတာဟန်ချက်မညီတော့တာ E က eyes မျက်စိကရုတ်တရက်ဝါတော့တာနှစ်ထပ်မြင်တာ F က face မျက်နှာတစ်ချမ်းကရွက်သွားတာ A က arm လက်တစ်ဖက်ကအားမရှိတော့တာမမြောက်နိုင်တော့တာ S က speech စကားပြောတာတွေလေးလာတာမပြီးတော့တာနောက်ဆုံး T ကတော့အရေးကြီးဆုံးပဲ time မှာအချိန်မဆွဲပါနဲ့ဒီလက္ခဏာတွေထဲကတစ်ခုခုကိုတွေ့တာနဲ့ချက်ချင်းအရေးပေါ်ဖုံးခေါ်ပြီးဆေးရုံကိုအမြန်ဆုံးသွားဖို့လိုအပ်ပါတယ် ဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တာကအကောင်းဆုံးကျန်းမာရေးကိရိယာဆိုတာကဘလို့အစားတောင်းမျိုးဘလို့ဒိုင်ယာမျိုးမှမဟုတ်ပါဘူးတကယ်အကောင်းဆုံးကိရိယာကအတီးတရားပါပဲဘယ်အစားအစာကိုမှအကြောက်တရားနဲ့ရှောင်စရာမလိုပါဘူးအရေးကြီးဆုံးကကိုယ်ခန္ဓာကိုယ်ကဘာပြောနေလဲဆိုတာကိုနားထောင်တတ်ဖို့သူရဲ့တတိပေးချက်တွေကိုအလေးထားဖို့ပါပဲ